ပုံစီပဲသုံးလုံးကနဲ့တောင်းအောင်လာခဲ့တာဗျ အဲ့ဒါတော့မင်းလဲထိုးလိုက်ကွာ155တာထိုးအဲ့ဒီ155ထိုးလို့မှမပေါဘူးဆိုရင်ဒီမဲ့ဆရာတော့ပါတာချလိုက်ဒီလိုအာမခံရဲလို့လဲအံသွားတယ်ရှိတော့ခဏခဏရိုက်ခံရတာဟုတ်ကွာ လက်ဟန်ရှီယာလေးနဲ့တိတ်သိမ်းပြီးပါဗျ ဟာဒီပဲ တင်ပါဗျတင်ပါဗျ9မြင်9ကိုပေးတာလားဖေ မဟုတ်ဘူးတခါရမင်းလည်းမထိုးနဲ့ငါလည်းမထိုးဘူးငါတောင်သင်ကနှစ်စုံကြံတော့တယ်ဒါပြောတာ ဖုံဖုံကနောက်တယ်ဗျာ ကဲတခါတကယ်မှပေါက်ချင်တယ်ဆိုရင်3နှစ်ကိုဂယုဆိုင် 3နဲ့နှစ်ကထိပ်စီးကနေထိုးရမလားဖေ မဟုတ်ဘူးထိုးသား3နှစ်ဒိုင်6နှစ်နဲ့ကြက်ကြက်လေးဆိုင် ဖုံဖုံကလေ3လုံးကနဲ့မှဆိုမှ6နေသေးတယ်ဖုံဖုံဗျာ အေး တပည့်ရောဖုံဖုံစီအလဲလာတာဖေ အေး ကျွေးရမွေးကြလေးမှမရှိဘူးလား ငါတိုင်ကြားတဲ့တော့ငပြိုးသီးလေးတစ်လုံးနဲ့ထင်မြင်နှလုံးတော့ရှိတယ်ကွာ ဖုံဖုံစားနေကြရှိပါတယ် ငါလိမ္မော်သီးပဲဖုံးပေးတာပေါက်စီလည်းဖုံးပေးပါလေကြိုက်ပါလေမင်းစားခြင်းတမဆိုတိုင်ကြားတဲ့မယ်ငပြိုးသီးတစ်လုံးနဲ့ထင်မြင်နှလုံးရှိတယ်အဲ့ဒါယူစားပေါ့